မင်္ဂလာပါရှင်မင်းအခုပေါ့နော်လက်ချံလေးတွေရောင်းပေးချင်လို့ပါလက်ချံ3ထည်ပဲရှိတော့တာပေါ့နော်ဒါလေးကဇောင်းပါတိတ်ပါဇောင်းပါတိတ်ပန်တီတစ်စိမ့်ဂျာဘာထုတ်တာပေါ့နော်ဇောင်းပါတိတ်ဒါလေးက2မီတာထမင်းကွင်းလေးပါဒါလေးကတော့အင်ဂျီစာလေးပေါ့နော်ဒီလိုလာမယ်ပုံမှန်စီကမမေရောင်းတာက1500မှာအခုယူမယ်ဆိုလို့ရှိရင်1200နဲ့ရပါမယ်နော်ဟို WhatsApp ပါရှင်ဒီလိုလေးရမှာပေါ့နော်ဒီလိုလေးလာပါမယ်ဒါထမိန်မှာဒါလေးကတော့အင်ဂျီစားပါနော်အခုဒါလေးကတော့မိုးပြန်ရောင်လေးပေါ့နော်အပြန်နုလေးခေါ်မှာပေါ့ဒီရောင်လေးပါနော်ဒါလေးက1 cent နှစ်စုံရပါမယ်ဒီတောင်းလို့ရှိရင်ဒါလေးကပန်းရောင်နုနုလေးပေါ့နော်ပန်းရောင်လေးပါပန်းရောင်နုနုလေးပေါ့နော်ပန်းရောင်လေးပါဒီလိုအရောင်လေးလာပါမယ်နော်ဒါလေးကတစ်စုံမမင်းမှာစုစုပေါင်း3စုံပဲရှိတော့လို့ပါနော်ပုံမှန်ရောင်းစီ WhatsApp ကို1000ခွဲပါအခု1200နဲ့ရပါမယ်ရှင်ကျေးဇူးတင်ပါတယ်